အစာပိုင်းပြောက်ခွင့်မှာတော့ဆေးပင်တွေကိုကျိတ်နေတဲ့လူတစ်ယောက်နဲ့စတင်ထားပါတယ်။နောက်တစ်မျိုးကိုရောက်နေပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အာခိနဲ့နတ်တငယ်မာလီတို့ရဲ့ရဲမန်တစ်ယောက်ကဒီမျိုးရဲ့မြေရှင်ဟာသူတို့ကိုခေါ်ကြောင်းနဲ့သတင်းပို့ပြီးပြန်သွားခဲ့တယ်။သူတို့လည်းမကြခင်မှာလိုက်သွားခဲ့ကြတယ်။ဟိုရောက်တော့မြေရှင်ဇနီးမောင်နှံနှစ်ယောက်ကသူတို့ကိုစားတော့ဖွယ်ရာတွေနဲ့အတူကြိုဆိုခဲ့ကြတယ်။အာခိကသူတို့ကိုဘာကြောင့်ခေါ်ကြောင်းမေးလိုက်တဲ့အခါမှာမြေရှင်ကသူ့မိမရဲ့အဖြစ်ကိုပြောပြပါတော့တယ်။လွန်ခဲ့တဲ့2ရက်လောက်ကသူ့မိမကိုလှုပ်ချမှုတွေနဲ့ကြုံတွေ့ရလို့ဒီအဖြစ်အပျက်တွေကိုစုံစမ်းမှုပြုလုပ်ခိုင်းမှုဖြစ်ကြောင်းဒါနဲ့အာခိနဲ့နတ်တငယ်မာလေးကတစ်ချက်စဉ်းစားပြီးတော့သဘောတူခဲ့ကြတယ်။နောက်နေ့တော့သူတို့တွေစုံစမ်းမှုကိုစတင်ခဲ့ကြတယ်။ပထမတစ်ယောက်မတင်ကားစရာတကားဆောက်ကိုဖမ်းမိပြီးသူ့ရဲ့စာအုပ်ကိုကြည့်လိုက်တဲ့အခါမှာဒါသူ့ရဲ့ကိုယူကိုတာမသစ္စာကိုဖြစ်တဲ့သူဟာမြေရှင်ဇနီးမောင်နှံကိုလှုပ်ကြံခဲ့တာမဟုတ်ကြောင်းရှင်းပြခဲ့တယ်။ဒုတိယတစ်ယောက်သမင်းတွေကိုတာဝန်ယူချက်ပြရတဲ့သူတစ်ယောက်ဖြစ်တယ်။သူဟာလည်းမတင်ကားစရာလောက်ရက်တွေကြောင့်အာခိကသူ့ကိုတတိထားမိလို့နောက်ကနေလိုက်သွားခဲ့တယ်။ထမင်းချက်ကဆေးဆိုင်တွေကိုဝင်သွားတာကိုတွေးလိုက်တယ်။အဲ့ဒါနဲ့ထမင်းချက်ထွက်သွားပြီးချင်းအာခိကဆေးဆိုင်ကိုအရှိကလူဟာဘာဒီမေးသွားကြောင်းနဲ့စုံစမ်းခဲ့ပါတယ်။ဆိုင်ရှင်ဟာသူဟာအစိတ်တွေကိုလာမေးတာဖြစ်ကြောင်းနဲ့အစိတ်ပင်ပမာရှိကြောင်းကိုပြောပြခိုင်းခဲ့တယ်။ဒါနဲ့အလင်းစလိုပဲအာခိကသူ့ကိုသွားဖမ်းလိုက်ပါတော့တယ်။သူကလည်းအစိတ်ပင်နေကြောင်းကိုစုံစမ်းတာဖြစ်ကြောင်းနဲ့နောက်တစ်ခေါက်ကြုံတွေ့လာပါကဖြည့်စည်းရနိုင်ပြီဖြစ်ကြောင်းကိုရှင်းပြခဲ့တယ်။ဒါနဲ့အာခိကပြန်လာခဲ့ပြီးတော့လမ်းမှာထူးဆန်းတဲ့ငှက်တကောင်တွေ့ကြောင်းနတ်တငယ်မလေးကိုပြန်လည်ပြောပြခဲ့ပါတယ်။နတ်တငယ်မလေးကတစ်ချက်တွေးပြီးသူတို့နောက်ဆုံးစုံစမ်းရမယ့်သူတစ်ယောက်ကမြေရှင်ရဲ့အဖြစ်ကြောင်းအာခိကိုပြောပြခဲ့တယ်။အာခိနဲ့နတ်တငယ်မလေးတို့ဟာမြေရှင်ကိုဖျောက်ဖို့အတွက်ထောင်ချောက်တစ်ခုပြုလုပ်ခဲ့တယ်။ထိုအချိန်မှာပဲဓမြတွေဟာမြေရှင်ဇနီးမောင်နှံရဲ့လဲကိုဝင်တိုက်ခဲ့ကြတယ်။သူတို့မသိလိုက်ရတာကမြေရှင်ဇနီးရဲ့ဖြစ်တရုပ်ဆောင်ထားတဲ့နတ်တငယ်မလေးဟာထွက်လာပြီးတော့ရန်သူတွေကိုတိုက်ခိုက်ခဲ့တယ်။ရန်သူတွေကိုချေမှုန်းပြီးနတ်တငယ်မလေးဟာတစ်ချက်ပြန်စဉ်းစားလိုက်တယ်။ဒါဟာလက်ကွက်ဖြစ်ကြောင်းနဲ့ဇနီးဖြစ်သူကိုလှုပ်ကြံတာကအစီကံအိမ်ပေါ်မှာလေးဖြစ်ကြောင်းသိလိုက်တဲ့ချိန်မှာချက်ချင်းပဲအာခိနဲ့အတူလေးပေါ်ပြန်ပြီးတော့မြေရှင်ဇနီးရှိတဲ့နေရာကိုချက်ချင်းပဲသွားခဲ့တယ်။ထို့အချိန်မှာအစိတ်ကိုတောက်လူနီးပါဖြစ်နေတဲ့မြေရှင်ရဲ့မိန်းမကိုတားဆီးနိုင်ခဲ့ကြတယ်။ဒါနဲ့အိမ်ပေါ်မလေးကသူ့အဖြစ်ကိုသိသွားတာနဲ့အလျောက်ချက်ချင်းပဲတောင်တောင်ပေါ်ကိုသွားပြီးတော့ခုန်ချလိုက်တယ်။သူမသိလိုက်ရတာကအာခိကသူ့ကိုပြန်ပြီးတော့ဖမ်းလိုက်တယ်ဆိုတာကိုဒီပြဿနာကြီးဖြေရှင်းပြီးမှပဲအစီအစဉ်ဝမ်းမှာဓကိဆန်ဆိုတဲ့သူတစ်ယောက်ကမြို့တစ်မြို့မှာလူတွေရောနတ်တငယ်တွေရောအဖမ်းဆီးခံနေရတာဖြစ်ကြောင်းနဲ့သူတို့ကိုလာကူဖို့ငှက်ကလေးနဲ့သတင်းစာပါလိုက်ပါတယ်။အပိုင်း3လေးကိုအမြန်တင်ပေးပါမလို့အခုပဲဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့လိုက်ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။